ဒီနေ့ကတော့ပပပကန်ရောက်ရင်တော့အမြဲစားနေကြတတော်ပါ3ဆိုတဲ့ညီမထမင်းဆိုင်လေးမှာသွားစားဖြစ်ခဲ့ပါတယ်ပပွားတော့မြန်မာထမင်းဆိုရင်အရင်ကြိုက်တော့ပကံရောက်တိုင်နဲ့ကိုကြိုက်တဲ့ဆိုင်လေးတွေကိုတစ်ဆိုင်ပြီးတစ်ဆိုင်အကုန်ပတ်စားတယ်ပေါ့နော်ဒီဆိုင်လေးကတော့သူ့ရဲ့ဟင်းချက်လက်ရာလေးကတော့အရင်ကိုစားလို့ကောင်းပါတယ်ဟင်းလေးတွေကလည်းရွေးချယ်စရာစစုံလေးရှိရပေါ့နော်သုံးထပ်သားပေါ့ဒါလေးကတော့အရင်ဟင်းလေးတွေပါတခြားဆိုင်တွေနဲ့ရှင်ရင်တော့အရင်ဟင်းတွေချပေးတာတော့နည်းတယ်ပေါ့နော်ဒါပေမဲ့သူ့ရဲ့ဟင်းချက်လက်ရာလေးကတော့တော်တော်ကောင်းပါတယ်ဒါကတော့ကြက်ကြော်လေးပေါ့နော်ဒီကြက်ကြော်ကတော့ဒီဆိုင်မှာလာစားရတော့မစားမဖြစ်ပေါ့နော်ပေါ်အရင်ကိုကြိုက်ပါတယ်လိုက်ပွဲနှစ်ပွဲလောက်ချထားပြီနော်အတုပ်ကတော့မြင်းခွာရဲ့တုပ်လေးမှာထားပါတယ်တုပ်ရဲ့ကြက်ကြော်ရဲ့နဲ့ဒီမှာကတော့ကြက်ကြော်ကတော့မစားမဖြစ်ပဲပပကတော့ဘဲဥပုံးရည်လေးမှာလိုက်ပါတယ်ပညာရောက်မှတော့ဘဲဥပုံးရည်ကတော့မစားမဖြစ်အားကြတော့ဘဲကြီးနဲ့အောင်တော့ဟင်းနဲ့ပုံရင်ကြီးဟင်းနဲ့အောင်တော့စောင်းလာမှာပြောင်းပုံကြီးဘယ်ဦးနဲ့ပုံရင်စားနောင်လို့ပုံရင်စားပန်းလားဒီမှာတော့ဝက်ပုံတော့မရဘူးနော်ပုံဒီမှာပုံရအေးလေးလို့ဝတ်တောင်းဝတ်ပုံရ这种包你改样。တို့ဒီပကံကိုရောက်တာတော့နေ့လဲစာကိုတနေ့တစ်မျိုးပေါ့နော်တနေ့တစ်ဆိုင်ပတ်စားတာမြန်မာထမင်းဟင်းနေဒါကြတော့အညာငပိချက်ကြက်ကြော်လေးကတော့ပူလေးနပ်ပတ်ချင်မြခွာရတော့ကောင်းတယ်နော်ကောင်းနေတဲ့ကြည့်ကြည့်အန်ဒီဟင်းနေတယ်မလားဟင်းနေတဲ့ကတာပေါင်းဒီထဲမှာမျိုးပြည့်ရဲ့တကားလေးအမိပြရဲ့တကားလေးဒီတာပါသူရတော့ပပပကံရောက်တိုင်းလဲစားဖြစ်တဲ့ဆိုင်ထဲမှာပါရပါတော့ပပပကံရောက်တော့တက်ဆိုင်နဲ့လို့မစားဘူးထမင်းဆိုင်တာအစုံပတ်စားတာလို့ဘူဖေးတို့ဘာလို့လဲစားရတယ်ပေါ့နော်ကျန်တော့ဟုတ်အားစီးကျန်နိုင်ပြီဒါကအားတခွေးမှာနော်ဘာလဲမလည်းမလိုက်ဘူးလေဒီတင်အောင်ဒီနော်မတည်းဖြစ်ဘူးငါချက်ကြပါမလားကနေမတော်နဲ့အဲ့ဒီရှိရတုံးစားလားအာဒီနဲ့ဒါပေမဲ့တပွဲပါသူကတုံးစားပဲယူရနော်မနော်
对转， ဟုတ်တယ်ဘယ်လုံးသားဘယ်လုံးစမ်း 嗯 ဘယ်လုံးပေါ့ 嗯。那玻璃有来吗？ အဲ့ဒီတနေ့လိုက်ပွဲ 那不，就是不。嗯。 ဟုတ်တယ်နည်းနည်းပါးပါးလေးတော့အဲ့ဒါရှိတယ်နော် အဲ့ဒီမလိုက်တော့တိတ်ဆက်မှာနော် တိတ်တိတ်ပြင်းပြကြီး 嗯。 စုံပြီးဟွာလေစုံပြီးကားရလေ 嗯哼哼。 တဲမျိုးကြာတယ်6ကန်းနဲ့ อืม ဟုတ်ပါတော့ဒီဘဲဦးပုံးရင်လေးကိုအရင်ကြိုက်တယ် ပြောထောင်းတာချက်တုံကြီးလေးနဲ့ဒီနေ့အီးဒီမှာငါကြတော့ဒီဘက်ဆက်မပါဘူးဒီတိုင်းထောင်းတာ နေ့လဲစားဒီတာပါ3မှာလာစားတာပေါ့နော်အရင်စားလို့ကမှာနော်ဒါတော့စီးကြိုက်ရေးလေးဗီဒီယိုလေးကိုတော့ဒီမှာပဲရိုက်လိုက်မယ်ပေါ့နော်နေ့လဲတစ်ပိုင်းကိုတော့ဆက်ပြီးတော့ပတ်လိုက်အောင်မယ်ဒါပြီးတော့အိမ်ပြန်ပြီပေါ့နော်